ကျွန်တော်တီကိုဖားလာလို့တာတော့ ဘာလာလို့လဲတော့လာကြိုင်တာ ပြောတယ်ရွှေပြည်နယ်ရဲ့ခွေးတန်းလန်းကို ကိုတန်းလာနဲ့ပဲကိုတန်းလာ သူနာကိုကြီးတယောက်ဘောင်းမီဝိတာကျွန်တော်မြင်ရတယ်စီပြုတ်နေတယ် ဟောကိုတော်စရာလုံသွားလို့ပါကွာ အဲ့တော့အခုလိုလူတွေနဲ့တွေ့ရတာမြင်လာပါ ဘယ်ဘယ်ဘာကွာတော့ပြောဖို့ဘူး မင်းကပြောတယ်ကျွန်တော်ဥဒ္ဒသာတင်လို့ဝင်လာတာ ညနေလည်းကြည့်ပါဦးကွာ ကျွန်တော်စင်ပြေလက်ကုပ်ကြည့်ပေးပါလက်ကုပ်ကြည့်တဲ့လူအားလုံးကကျွန်တော်ရဲ့ဖူးစာရှင်ပါဘာကူမှလက်နောက်ပြစ်တာပြီးတော့တီးပြီးတော့ဟုတ်ပြီအဲ့ဒါပေးတဲ့ကိုပေးဖို့ဟဲ့လား ကျွန်တော်အကျဉ်းနာပန်းကျွန်တော်ပေးမှာပါတပွေးကိုတက်သိမ်းကြပါလေဝယ်တင်တဲ့လူရှိနာခဲ့ပါ ဒါမှကားကကြည့်ပါမယ် ကျွန်တော်ပြိုင်ဝဲ ဘယ်မှာ ရောက်တက်ကြိုက်တာ ဟာအဲ့ဒါဒိုင်လေ ခဲယူမဆိုင်ဘူးဒီကလာတာသဘောပေါက်စုပေးပေးမပေးတစ်ချက်နဲ့ထိုးထားတာကဲလို့မပြရတဲ့ဘုံလူဝတ်တက်တဲ့နေကြ မင်းတို့ချောက်လို့လေ ဟုတ်ကဲ့ကျွန်တော်ဒီအမို့ ဒီနေ့ကဘယ်ကနေလာပြိုင်တော့ ကျွန်တော်လူတွေက ဟာလားဘယ်နေရ လက်ညိုးလေးထိုးလိုက် ထိုးလိုက်ပြီ ရှာနေညက်ခွေးချူပါဟာဘာမြန်ရကြတာဟာခွေးညာကြီးပါမိုးနေနေရွာထားတဲ့ရှုပ်လူတာပတ်လို့ တော့ဖတ်တယ်မလားဗျာ ကျွန်တော်တပည့်လေးဖိုးချစ်ကဒီမှာပြိုင်ပွဲရှိတယ်ဆိုလို့ကျွန်တော်အားပြိုင်တယ် ဘုန်းကြီးကဘယ်လိုပဲအော် ဒီကောင်မကစမ်းဟန်ဒီကတော့ထားတာဒီတာဘယ်သူအမလို့ ဘယ်လိုလဲ ဟန်စမ်းနေပါလေ အဲ့ဒါကတော့လား ခိုးလာတာ ဒါကြတော့ဘယ်ပြရဘူးဟာလေ ကိုကြီးတို့တောက်တဲ့ဟာတွေစုသိမ်းတာအဲရကျွန်တော်ကဒါပေမဲ့ရွှေပြည်နယ်အတွက်ချစ်လို့တလက်ကားလိမ့်နေတာစုတော်ချမလို့ရွှေပြည်နယ်အတွက်တချင်းတို့ရေးတာ ဟာရေးတယ် ကျွန်တော်နှစ်နှစ်ကြာတယ် ဟာကြာချီရတဲ့နေ့ ဖာရောက်နိုင်အထုပ်30ကြာတယ် ဖျောင်းလိုက်ရှုံ30ကုန်တာပါကြာတာမဟုတ် ကျွန်တော်ရေးရ တော့ကြီးတာ ကာဝတွေ့လက်ကသူများရေးတာ ဟုတ်လားဆိုပြီးခေါင်းကသွားတွေးပြီးလက်ကတော့သူများရေးတာမင်း ကျွန်တော်မတန်ဘူးလေ မိသားကြတော့ပါတယ်နော် ကျွန်တော်ငကိုယ်တော့ခင်ဗျားလို့ကောင်း အခုပါပဲ အဖေကအမေးစီမီးရွန်းထဲမှာအဖေတက်နေလို့ဒီလိုပြောမှာ မင်းဖေရဘလို့မလာပေါ်ပါ ကျွန်တော်ရွှေပြည်နယ်တချင်းတဲ့လက် ဆက် တော့ ပြီး တက် တော့ တယ် အချီရတာမနစ်ကြာပါလေဖျောင်းလိုက်အထုပ်30ကုန်ကသူ့အုံးတော့ကတွင်းပြီးရေးထားတဲ့ဆက်ပြီးတော့ခုံပြီးတစ်ချင်းလေးကိုနားတော့တာဆင်ပေးပါခင်ဗျ ရွာလာတီးကျင်ဟာတီးအဲ့လိုကိုစက်လိုက်ပဲလေနန်းဆန်တဲ့လူကမလို့အရင်ကောင်းနေ ရှယ်ပြီးနားတော့တစ်ချင်းလေအဲ့ချင်းလေ လူတွေတော့ပြီးတယ် ငါခွဲမမသိတာ တပိုက်ဒီတစ်ပိုက်ပြီးသူ့သားကြောဖြတ်မယ်အရင်မူရင်းလေ ဟာတဲ့နည်းနည်းဖျောင်းလိုက်ထုပ်30ကုန်အောင် ဟုတ်တယ် ရေးထားတဲ့စာသား ဟုတ်တယ် ကောင်းတယ်အရန်မွေးတယ် ဟုတ်တယ် တော်တော်ပြင်ပန်းသွားတယ် မဲဝေးပေါင်းတော့နေကြည့်ပါလားဟုတ်မယ် စပီနန်းတော့ကြိုက်တယ်မင်းအသားယုံယုံလို့ ဟာဒါတော့ဖွေးနန်းလို့သူနှကန်းနေတယ်ပေနေ ဘူးဘူးရလည်းသူ့နှကောင်းနာအဲ့တော့ ကျွန်တော်
အမပြီးမှစားမယ်လေ နေကြလာမဘူးဟဲ့ မပြီးဘူးရအဲ့ဒါတွေကဘယ်မှာသွားယူရတာလဲဘောမမတွေ့ဘူးပြီလား အချင်းပွဲလေးတွေပါရဲ့ ရပါလေဦးသားပေးလိုက်တားလို့ကြတော့အခုနေသိနေတယ် ကဲအဲ့တော့ ကျန်တော့ကမယ် က ဒါပဲနည်းနည်းလေးရွှေပြည်နန်းအတွက်မိုးရမတချင်းနဲ့က ဟဲ့ဟောတယ်ဟာ အသာပါလေ ဒါတော့အစမကြည့်ဘဲနဲ့ကလို့ရမလား ရတယ်ရ တို့ အမိုင်းခဏဖယ်နေတဲ့မှာကျွန်တော်ဘောင်းနဲ့မှာဖေးမဲ့တွေ့ရတယ် အော်တော့ဘုတ်ချနေတာလေ မောက်ချရတယ်မတူငါ့ကိုစိတ်ခေါ်နေတယ်လို့ ဒီတော့ရွှဲစားနေတာဖြစ်သေးလားကောင်းတယ်မူလိုက်တာဟဲ့ အဲ့မော်ဒယ်မ ခဏလေးအရှိအမဲတော်တွေပြီးမှကရတယ်မိုင်းချစ်လို့စားတာတော့စိတ်မရှိနဲ့သိရှိဘုံဆက် အမှန်လေရရှိပုံစံလို့ ဒီလာရွှေပြည်နန်းမှာမေးရတယ် ကမယ် တားနာမည်ကမင်းသားနာမည်မှတ်တာ မင်းသားလည်းမပြောတော့ သူများတယ်လို့ပို့ဘူး ဘယ်လိုလဲ စိန်ကိုရစီ စီစီလေ စိန်အောင်မျိုးသဘောကြလို့စိန် အဲ ဝေးဆိုတာကဟိုးကျွန်တော်ကိုယ်ကြွားလာလို့ကိုယ်ကျွန်တော်နာမည်ကစီစီရတလုံးယူတော့စိန်ကိုရစီ တော့ပါတယ်မျက်နှာနေတာနဲ့တူတယ် အဲ့ဒါလေးလဲစားချင်တယ်ဘိုက်ပြအောင်လို့ မိုင်းရမပြီးတော့ဘူးလား သွားစမောက်တယ်ဆိုင်လားပြီးပါပြီ ရတယ်အမပြီးမှကျွန်တော်တက်တာမှာဒါမယ်မော်ရမလက်တော့ အဲ့တိုင်းကြည့် ဆွေပြောသူလေးချစ်ချင်ကဆွေပြီးနေမှာဗျာအာရဘာရတပြားမှလည်းမနာလေးပါချူချပါဆိုလို့ရ ဒါမယ်ပြီးတော့မှပြီးတော့မှ ဟိုအန်ဒီယာဘယ်ဘက်ကလက်ကောက်ကိုချူပြီး ပြီးတော့ပြောလား ညာဘက်ကိုပြဝှလို့ရတယ်ချေမျိုးတူချေမျိုးတူရဲ့ချစ်ချရကဆွေပြီးနေမှာဗျာ ဒီဖြစ်သွားပါပြီ အာရပယလက်ခုပ်တဲ့ဒီကြတတဟာတတမလို့ ဆိုင်ခွဲစီဆိုင်ခွဲစီဆိုင်ခွဲစီ အဲ့ဒီဖာတဲ့မအီးရဘယ်လိုဖြစ်နေလဲ အဲ့ဘယ်လိုပေါက်ခဲ့လာလဲ တိုင်းတိုင်း အဲ့ဒါမသိဘူးဘုရားတရားမလို့နောက်ကလူတွေကိုပါပါသေးတယ် နောက်ကပြေပါပါစေ အကိုကြီးတရားပြန်သွားရင်ဒီတိလားတိတ်တီပေါက်ပါလေ စုမချဘူး မချတဲ့လူကတော့ကိုယ့်ပြည့်နဲ့ကိုယ်ပေါ့ကားပတ်ကေကန်900မုတ်1000ပေးရပါစေအဲ့ဒါငါပြောတယ်ပတ်ဆက်မလို့ယူ တာယောအခါလေး ပြန်ပေးလား ဘာဖြစ်လို့လဲ တော်ပါဒေါ်လာနဲ့လဲပေးပါ တော့ပြဿနာတက်အောင်လုပ်တယ်လား ပေးလို့ရှိရင် ဒါလိုက်ကားကားရတယ်ဟဲ့ ကျေးဇူးနဲ့တင်ပါရဲ့ ကတော့တမေကတော့လို့ကတော့တမေလို့ကတော့ အေးရောက်1500ကျ ရ တယ် ရင်ကတော့လေမရ တာတာရှင်းနေကြတစ်ခေါက်ပြန်လာခဲ့ပါမိလေးခဏမဲ့ပြီစိတ်မရဖြုတ်ချင်လို့ နောက်စီစဉ်လို့ပါ အဲ့ဒီ ရပြီဒီသူကဘယ်လောက်ရမလဲ ဟမ် ပရမစုဘယ်လောက် ပရမစုကလောက်ကင်မှာ3ရက်အိတ်ခင်း ငွေလားဆို ဒီ ရင် က15သိန်း ဒုတိယ ဒုတိယ10သိန်း အဲ့ပရမစုဒုတိယသူကမယူချင် ဘာလို့ တခုပြောပေး ဘာပြောပဲ အပြန်တက်စီကပဲပေးလို့အဲ့ဒါကျင်းနေတယ်လေကိုရုံချင်တဲ့ကသူ့ကရမှာမဟုတ်ဘူးလေရွှေပြည်နဲ့ညီမတွေအာဘွားလို့